ဒါကျွန်တော်ဟိုအမဲမှုန့်မှာနော်အမဲမှုန့်တဲ့ညီငယ်တွေပဲဖြစ်ပါဖြစ်ကြိုက်တဲ့ရောင်မှုန့်ခံစေးရဒီခံစေးကိုပဲတုံနော်ဒီမှာနော်ခံစေးရဲ့နံပါတ်ဒါပေမဲ့ကျွန်တော်ပြောချင်တာစေးမျိုးစားကွဲသွားရင်နံပါတ်တွေကွာသွားတယ်နော်အဓိကကိုအဖုံးအယောင်ကြည့်နော်အယောင်ဒီယောင်နော်ဒီယောင်ဒါခံစေးကျွန်တော်ဒီဟာစေးတစ်ခုမှုန့်မယ်ဆိုကျွန်တော်ခံစေးမှုန့်လိုက်ပြောတာခံစေးမှုန့်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့အဲ့မှာပေါ်လာမယ်ဒဏ်ရာတချို့ဒဏ်ရာတွေအကြောင်းအစင်းပြီးလို့ရှိရင်အဖူးအထစ်တွေပေါ်လာမယ်အဲ့ဒီခါကျရင်ကျွန်တော်ကောဘပပလေးကောဘအချောနဲ့နော်ကောဘပပလေးနဲ့ကျွန်တော်တို့တစ်ခေါက်ပြန်လိုက်ပြီးလို့ရှိရင်ရေလေးနဲ့လိုက်နော်ကောဘကိုဖွားလေးပေါ့ပြန်လိုက်ညီအောင်ညီပြီးဆိုမှကိုလိုတဲ့စီကိုမှုန့်မယ်နော်ညီဝါးရီအားလုံးကိုကင်ကြည့်အားလုံးအဆင်ပြေသွားညီဝါးရီဆိုကိုလိုတဲ့စီကိုမှုန့်မယ်နော်စီးမှုန့်လို့ရှိရင်ကျွန်တော်တို့ကတတ်နိုင်တယ်လို့ဟိုခွာပြီးတော့မှုန့်မယ်ပြီးရင်ပပလေးမှုန့်မယ်ခွာပြီးတော့မှုန့်မယ်ဆိုတမိုက်လောက်ပေါ့တမိုက်လောက်ခွာပြီးတော့မှုန့်နော်ပြီးရင်ဦးဆုံးပပလေးကျွန်တော်ဆွဲမယ်တပရိတ်လည်းလိုချင်တဲ့အယောင်တပရိတ်လည်းတမ်းမယူနဲ့နော်လိုချင်တဲ့ပုံစံတိုင်းကိုတပရိတ်လည်းတမ်းမဆွဲနဲ့လိုချင်တဲ့ဟိုဒုကာလာကိုတပရိတ်လည်းကျွန်တော်မယူဘူးနော်ကျွန်တော်ဖြည်းဖြည်းလေးပဲသူကတော့ကွက်ကျင်ကွက်ပါစေဖြည်းဖြည်းလေးတစ်ချောင်းယူမယ်နော်စီးတော့တမိုင်းလောက်ဆွဲနော်ဖြည်းဖြည်းလေးကျွန်တော်တစ်ချောင်းယူမယ်အဲ့ဒီမှာပပတဲ့ကြောင်းအရင်ဆွဲမယ်ကျွန်တော်ပြောချင်တာကျွန်တော်စေးရမဟုတ်ဘူးเนาะစေးရပါကျွန်တော်တတ်တဲ့နည်းပညာလေးကျွန်တော်ပြန်မျှဝေပေးတာလောက်ပဲရှိရဲ့ဒါပေမဲ့စေးကိုတော့ကျွန်တော်တင်ခဲ့ဘူးလေစေးပညာအောင်တော့ဟိုဗမာပြည်ကလူတွေတော့တစ်ခါကျရင်တွေ့တယ်เนาะသဘောလေးကြားတင်တန်းနဲ့ဘာလဲတင်တန်းဆိုတော့တင်တန်းဆိုတော့ဘာကိုပြောတာကိုတတ်တဲ့ပညာသူများမျှဝေပေးဖို့တော့ကိုတီးတိုင်းတင်တန်းဆိုတာပဲလေပတ်စံလူချင်းရနော်ဒါကြောင့်မို့နိုင်ငံမှာဒါကြောင့်နိုင်ငံမှာဥစားမဖြစ်တာပညာတတ်တွေနေတာဘာဖြစ်လို့ဆိုလူချင်းနဲ့ကိုပြပေးလိုက်လို့သူလုံးတတ်သွားရင်မမောက်နဲ့ကိုပြပေးလိုက်လို့သူလုံးတတ်သွားရင်ဘာဖြစ်မှာမို့လို့လဲကျွန်တော်အဲ့ဒါတခုကျွန်တော်သိချင်တယ်မြန်မာပြည်မှာနော်ကျွန်တော်ငယ်ငယ်လေးတည်းကျွန်တော်ထိုင်းမှာနေတဲ့တော့ကျွန်တော်မသိဘူးမြန်မာပြည်မှာကျွန်တော်သိချင်တဲ့ဟာအဲ့ဒီဆရာတွေကိုကျွန်တော်မေးချင်တာကိုတတ်ထားတဲ့ပညာတစ်ခုကိုလူတယောက်မျှဝေပေးဖို့တော့ဘာကြောင့်မို့ပတ်စံနေလိုချင်ရတာလဲကျွန်တော်မေးချင်တယ်အဲ့ဒါတခုဘာဖြစ်လို့သူတတ်ဟောလို့ရှိရင်နိုင်ငံမှာကွာကိုပြောပြမှာဒီရက်ကွက်ဒီလမ်းမှာအင်ဂျီ10လုံးရှိရယ်အဲ့ဒီအင်ဂျီ10လုံးမှာလူတစ်လုံးကလောက်တတ်ကင်တတ်တယ်နော်ဒါပေမဲ့ကျန်တဲ့ကူလုံးကမလောက်တတ်မကင်တတ်ဘူးလောက်တတ်ကင်တတ်အောင်ကိုကတင်ပေးရမယ်နော်ပတ်စံမယူနဲ့တင်ပေးရမယ်အားလုံးလုံးတတ်သွားလို့ရှိရင်တအိမ်ချင်းစီကနေတိုးတက်မှုရှိလာမယ်ပြီးလို့ရှိရင်ရက်ကွက်လမ်းနေရက်ကွက်ကနေမြို့ဒီလိုမျိုးတိုးတက်လာကြမှာအဲ့ဒါကိုတင်ပေးဖို့ကြောက်နေကြရတယ်ကဲပတ်စံမရှိဘူးမင်းတင်တန်းတောက်ပတ်စံမရှိတဲ့ကောင်ကြောက်တာမတတ်ရတော့ဘူးဗောဒီပညာကိုမရတော့ဘူးဗောအဲ့လိုမျိုးလုပ်မှဆိုကျွန်တော်ကြည့်ရနော်စီးမိုးတဲ့တင်တန်းတို့ပြီးဟိုပညာဒီပညာတင်တန်းဗမာပြည်မှာဘာအဓိပ္ပာယ်လဲကျွန်တော်မေးချင်တယ်အဲ့ဒါတခုကိုနော်ဆရာတွေမေးတာပါနော်အဲ့ဘာအဓိပ္ပာယ်လဲလို့ပညာဆိုတာဇာပြန်နဲ့ကူးမရဘူးလို့မပြောနဲ့နော်ဇာပြန်နဲ့ကူးမရပါဘူးကိုချပေးလို့ရတယ်ကိုတီးတဲ့ပညာကိုမျှဝေပေးလို့ရတယ်အဲ့ဒီခါကျရင်လူတိုင်းလောက်တတ်ကင်တိုက်ရင်တဖြည်းဖြည်းနဲ့တိုးတက်လာမယ်ဒါနိုင်ငံခြားစတိုင်နော်နိုင်ငံခြားမှာတင်တန်းဆိုတာကြီးကတအားခက်ခဲဟာရနော်စာပေဘာညာအဲ့လိုမျိုးခက်ခဲတဲ့အရာတွေပဲတင်တန်းရှိရဒီတိုင်းတော့တင်တန်းဆိုတာမရှိဘူးအားလုံး freedom နဲ့တင်ကြားပေးရနော်အဲ့ဒါပြောချင်တာနော်ဘာမှပြည်ရလူတွေအခုကိုစေးမှုတ်ပြတာနော်ဒါတပြန်နောက်တပြန်မှုတ်ပြီးလို့ရှိရင်နှစ်ပြန်ပြီးပြီနော်ဒါအမဲကိုမှုတ်ပြတာအယောင်ကြီးနော်ဒါတပြန်မရှိရမျက်နှာဟိုမှန်ကြည့်လို့ရနေပြီဆိုတော့